အလှမယ်လောကလို့ပြောလိုက်တာနဲ့ဘယ် miss ဘယ် mister ကယူစရာအကောင်းဆုံးလေတဲ့ယူနာနော်ယူနာနော်ဒီလိုပေါ့နော်သုံးလုံးနော်ရငါလည်းစဉ်းစားနေမစဉ်းစားနဲ့ရနောက်တစ်ယောက်သွားအဲ့ဒါညွှဲခက်စဉ်းစားလိုက်ဒီဗီဒီယိုတွေကလူတွေတော်တော်မိုက်ရိုင်းတာပဲเนาะအောက်တန်းလဲအရမ်းကြတယ်เนาะဘာလဲအယွန်ဆုံးပေါ့ဟုတ်လားเนาะဟိုယွန်စရာအကောင်းဆုံးပေါ့လေသူတဲစုငိန်ကယွန်စရာကောင်းနေအောင်တဲစုငိန်ကဘာဖြစ်နေလို့လဲယွန်စရာကောင်းရအောင်သူများကိုပြောမနေနဲ့ကိုစောက်ခွက်တွေကိုပြန်ကြည့်ကြနော်အရှိရနှစ်ကောင်ဆိုယောက်ျားလို့အချောက်လို့နဲ့စောက်ခွက်တွေကရုပ်ကစိုးထုံးတုပ်ထားတဲ့ရုပ်တွေနော်ဟလားတောစည်းကွက်နဲ့မြောင်းနဲ့ဆရာပါဆရာဘူးရဲ့ဘာဆရာဘူးလဲဆရာထူးဆရာထူးပါဆိုမှဆရာဘူးလားလို့စောက်ခွက်လာပြနော်ဆရာအခုကျွန်တော်ဟိုထူးဟန်လွင်နဲ့တူတယ်ဆိုလို့ဒါတဲတဲဆိုတာလဲကျွန်တော်ရဲ့ပြောမယ်ဆိုလို့ရှိလို့ရှင်တပည့်လိုပဲသဘောထားတယ် sorry ပါနော်သူ့အားပေးတယ်တဲတဲကအမှန်မှဆိုလို့ရှိရင်ဟိုမိန်းမဆိုလို့ရှိရင်မျက်နှာပိုတော်မှနော်ပိုပြီးတော့အချက်တည်းရုပ်တွေအဲ့ဒီမိန်းမစောက်ခွက်ကိုကြည့်သူများကြတော့ဟိုယွန်ဖို့ကောင်းတယ်ဟိုနာမည်သုံးလုံးနဲ့ဗာဖြစ်တယ်ညာဖြစ်တယ်တဲစုငိန်ယွန်ဖို့ကောင်းတယ်ပြောအဲ့ဒီမိန်းမစောက်ခွက်ကိုကြည့်နော်ဟိုခေါ်စာပြလို့တရေမစားတဲ့စောက်ခွက်နဲ့သူများကြရှောက်ပြောနေကြဘာလဲမီဒီယာဒါနဲ့မြန်မီဒီယာလောက်သေးတယ်နော်အရန်အောက်တန်းကြတယ်လူတစ်ဖက်သားကိုလေယွန်ဖို့ကောင်းတယ်ဗာဖြစ်တယ်ညာဖြစ်တယ်ဗာဖြစ်တယ်ယွန်ဖို့ကောင်းတဲစုငိန်ကကျွန်တော်တို့အလျားလိုက်ရောဒေါင်လိုက်ရောတက်ပုတ်နေကြလို့လားနော်တက်ပုတ်နေကြလို့လားလို့ဒါအရန်ဟိုပြောမဆိုမြန်မာပြည်ကလူတချို့စိတ်တက်ကလေလူတစ်ဖက်သားချိုးချိုးနဲ့နေပြောမယ်ဆိုလို့ရှိလို့ရှိရင်ဟိုအရန်မှပြောတတ်တယ်နော်ကိုယ်အချိန်နေကြတော့လေကိုမကြည့်ကြအောင်တလားယုံဖို့ကောင်းတာတို့တွေမှာချီးတတ်တောင်ပူပြီးယုံဖို့ကောင်းတယ်သူများကိုသွားပြောမိတယ်သူကဟိုကလေးမကသူအေးအေးဆေးဆေးနေတာနော်ကိုကလေးမကသူအေးအေးဆေးနေတာဘာလည်းမသိတော့တော်တော်လေးဟိုအောက်တန်းကြားရလို့ဒါမှကဲကိုကြီးကိုမောင်နှမတွေဒီအဲ့ဒီ၄ယောက်နဲ့အရှိအဲ့ဒီ၄၅ယောက်ကိုဘာပြောချင်လဲဆိုတာကောမန့်မှာပြောခဲ့ပြီးတော်တော်အောက်တန်းကြားတဲ့ဟာတွေကဲဒီနေ့ကတော့မြန်မာပြည်ကကုန်ပစ္စည်းတွေရောက်တော့ကျွန်တော်တို့စင်လေးတွေပါတယ်အသစ်နဲ့ပေါ့နော်မြန်မာပြည်ကကုန်ကြောက်တွေဒါကျွန်တော်တို့အစုံရောက်တယ်ဒီမှာနော်ဒီနေ့မတ်မိုးကနည်းနည်းလိုက်လွှင့်တာနောက်ကြမယ်မြန်မာပြည်ကကုန်ပစ္စည်းတွေရောက်တယ်ဆိုတော့လေနော်ဟုတ်အမ okay တွေရှိတယ် okay တွေ